ဖြစ်နေတာလဲလို့မေးကြမလို့လောင်းကစားမကြီးရဲ့ဟဲ့ငါမို့ငါတို့ဟာလေတက်ရရှိပြောတယ်တက်ရရှိလားလို့အေးတက်ရရှိတဲ့မင်းတို့မိသားစု3ယောက်စင်းနေတယ်အခုနေတယ်ဆွဲတော့ဆွဲတော့ဖေးရ